မင်္ဂလာပါ UFC ရဲ့ကမ္ဘာအဆင့်မီဖိုက်တာကြီး2ယောက်ဖြစ်တဲ့အီလီယာတိုပူရီယာနဲ့ဂျက်စတင်ဂေဂျီတို့ဒီမနက်အင်တာဗျူးတစ်ခုမှာအချင်းချင်းမျက်နှာချင်းဆိုင်ပြီးအကြီးကျယ်စကားစစ်ထိုးခဲ့ကြတာပဲဖြစ်ပါတယ်တယောက်ကပထမချိမှတင်အလဲထိုးမယ်လို့ကြိုးဝါနေချိန်မှာနောက်တစ်ယောက်ကလည်းငါ့ကိုထင်မသေးနဲ့ဆိုပြီးပွဲကြမ်းခဲ့ပါတယ်သူတို့နှစ်ယောက်ကြားထဲမှာဘာတွေပြင်းပြင်းထန်ထန်ပြောဆိုခဲ့လဲဆိုတာဒီဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ဗျာ I love you knowing that you're going to knock me out because when it goes to the second round, it goes to the third round, you're gonna be like, oh, I talked all this shit. There's never going to be a second or third round. That's not going to happen. You know, that's not going to happen. I'm going to knock you out. Look stupid when we get there. You're going to look stupid when we get there. Okay. And the question's like, oh, it's round 3. Okay, I like that. Okay, boys. Hey. ပွဲဆက်စချင်းမှာတော့ဂျက်စတင်ဂီဂျီကပြိုင်ဘက်အီလီယာတိုပူရီယာရဲ့အစွမ်းစားကိုအတိမပြုခဲ့ပါတယ်။အီလီယာရဲ့နောက်ဆုံးတော့ဝဲလောက်ကတကယ်ကိုအမခံကောင်းပုံခဲ့တယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့ကို9စားတစ်စားနဲ့အားနေတဲ့သူအနာဒေါ်ဖြစ်တတ်မှတ်ထားကြတဲ့အပေါ်သူကအခုလိုယုံကြည်ချက်အပြည့်နဲ့တုံ့ပြန်ခဲ့ပါတယ်။ငါက PR တွေအောက်မှာပိုတက်ကြွတဲ့သူ PR တွေကိုမျက်နှိုးတယ်။ဒီလိုအခြေအနေမျိုးကိုအရန်ကြိုက်တယ်။ဒါတင်မကသေးပါဘူးဂျက်စတင်ကအီလီယာဘက်ကိုတက်တက်ကြည့်ပြီးမင်းငါ့ကိုအလဲထိုးနိုင်မယ်လို့ထင်နေတာကိုငါသဘောကျတယ်ဒါပေမဲ့ဒုတိယချီတတိယချီတွေအထိရောက်သွားတဲ့အခါငါစကားတွေအများကြီးပြောခဲ့မိတာပဲဆိုပြီးမင်းစိတ်ပြတ်သွားမယ်လို့ခနဲ့ပြီးစိတ်ခေါ်သွားပါတယ်ဒီစကားကိုအီလီယာကလည်းလောအဆော့မပေးပါဘူးကြည့်ရတာသူတကယ်ကိုဒေါ်လာထွက်သွားဖို့ပါပဲသူကဒုတိယချီတတိယချီဆိုတာမျိုးလောစီလာမှာမဟုတ်ဘူး။မင်းကိုပထမချီမှတင်အလဲထိုးပြစ်မှာလို့ပြက်ပြက်တတပြန်လဲတုတ်ပြန်သွားပါတယ်။ဒါကိုဝိုင်းဖိုက်တာကြီးဂျက်စတင်ကလည်းငါပွဲပေါင်း30ကျော်ထိုးခဲ့ပြီးပါပြီ။တတိလစ်ပြီးအလဲထိုးခံရတာတွေလည်းကြုံမှုတဲ့မင်းငါကိုတစ်ခါမှမခံစားဘူးသေးတဲ့အရာဆိုတာဒီလောကမှာပြနိုင်မှာမဟုတ်ဘူးလို့သူ့ရဲ့အတွေ့အကြုံတွေနဲ့ခြေပခဲ့ပါတယ်။နှစ်ယောက်လာစကားတွေဖြစ်ပြောနေတဲ့အချိန်မှာအလဲကအစီအစဉ်မူကတော့ကြားဖြတ်ပြီးတော့ကဲလူတွေ AC လုံးကြပါအောင်ဆိုပြီးတော့ဝင်ထိပ်ပေးရတဲ့အထိအခြေအနေကတင်းမာသွားခဲ့ပါတယ်ဗီဒီယိုရဲ့အဆုံးမှာပဲဂျက်စတင်ကရပ်ပိုက်သွင်းမှာပဲလက်တွေ့ထိုးသက်ကြရတော့မှာဖြစ်လို့အဓိကအဲ့ဒီနေကြရင်လက်တီချင်းပဲစကားပြောကြမယ်လို့တီတီငိမ့်ငိမ့်နဲ့ပဲစိတ်ခေါ်သွားခဲ့ပါတယ်ကဲဒါတော့ပထမချီမှာပဲအီလီယာတိုပူရီယာကပဲအလဲထိုးနိုင်မလားဒါမှမဟုတ်ဂျက်စတင်ရဲ့ဝါရန်တူဂျိုကပဲစကားပြောသွားမလားဆိုတာကိုအောက်ကွန်မန့်မှာကိုယ့်ရဲ့ team ရဲ့ယူဆချက်တွေကိုဝင်အောင်ဆွေးနွေးပေးသွားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ